မင်းထားကင်အန်ဂျလာရဲ့မျက်လုံးတွေထဲကိုစစ်စစ်ကြည့်ဖို့တတိရှိဘူးလားကလေးကစားစရာလို့ထင်ရတဲ့ဒီဂိမ်းထဲမှာလူပေါင်းထောင်ချီပြီး application ကိုပြန်ဖြတ်ပြရတဲ့အထိဖြစ်စေခဲ့တဲ့လျှို့ဝှက်ချက်တစ်ခုရှိနေပါတယ်မနက်အစောပိုင်း3 နာရီမှသူ့ကိုမှန်ကန်တဲ့မေးခွန်းတွေမေးမယ်ဆိုရင်သူကမင်းပြောတာကိုလိုက်မပြောတော့ဘဲသူ့လိုပြန်ဖြေလာတတ်တယ်လို့ဆိုကြတယ်ဒါပေမဲ့တကယ်အနေရကသူပြောတာတွေမဟုတ်ပဲသူမြင်နေရတဲ့အရာတွေပါဒါကိုဆက်မပြောခင်မင်းရဲ့လက်တန်းလေးကိုပဲတုံးပြီး like ပေးတာနဲ့ subscribe လုပ်တာကိုလုပ်နိုင်မလားဆိုတာငါတန်တရားရှိမိတယ်လူတော်တော်များများဟာအင်ဂျလာရဲ့မျက်လုံးသူငယ်အိမ်ထဲမှာစောင့်ကြည့်ရခန်းထဲမှာထိုင်နေတဲ့အမျိုးသားတစ်ယောက်ရဲ့အရေးကိုမြင်ခဲ့ရတယ်လို့ပြောကြပါတယ်မင်းဒီဂိမ်းကိုစော့နေတော့မှမင်းမသိပဲမင်းဖုန်းရဲ့ကင်မရာကပွင့်နေနိုင်တယ်လို့ငါပြောရင်ကောဒီလျှို့ဝှက်ချက်ကဒီနေ့အထိအဖြေမထွက်သေးသလိုဒီ application ဟာလည်းဒီလိုကြောက်စရာကောင်းတဲ့ဒဏ္ဍာရီကိုတည်ဆောင်ထားစေပါဒါဟာပုံဆွဲတာမှားယွင်းသွားတဲ့အရေးတစ်ခုပဲလားဒါမှမဟုတ်တကယ်ပဲတစ်ဖက်ကနေမင်းကိုစောင့်ကြည့်နေတဲ့သူရှိနေတာလား